ဒီမဲ့သူများရဲ့ပတ်စံနဲ့အလှပြုတ်ပြပြီးနာမည်ကောင်းယူနေတယ်လို့ဝေဖန်ခံရတဲ့ဖြူဖြူထွေးအမားတို့ပဲဝေဖန်နေတာဘယ်သူမှမဝေဖန်ဘူးကျမကိုကျမစူးစမ်းလို့ရတဲ့ငွေနဲ့ကျမမတီးပြီးလှူနေတာမတွေ့ဘူးလားကျမပတ်စံနေမဟုတ်တော့ဘလူးပတ်စံနေတော့ကျမစူးစမ်းပြီးရှာထားတဲ့ငွေတွေနဲ့ကျမလှူတာလေနော်ကြံတဲ့ဟာတွေဆိုတာပြောပြအောင်မယ်ဖြူဖြူထွေးနဲ့ချစ်ဖြူကိုချစ်တယ်ဖြူထွေးကိုလည်းချစ်တယ်ရေစက်လဲဆုံခြင်းနဲ့သူလူဒါနတွေသူပြုတ်နေတာကုသိုလ်လေးလည်းပါဝင်ခြင်းနဲ့ဆိုပြီးတော့လာထဲ့မှသာလက်ခံတာအလူငွေလည်းလုံးဝအလူခံခြင်းပါခြင်းလုံးဝမရှိခဲ့ဘူးကျမဘဝမှာအလူခံမာတဲ့ဟိဆိုတာလည်းတစ်ခါမှမရှိခဲ့ဘူးကျမပတ်စံနဲ့ကျမငွေနဲ့ကျမရှာလို့ရတဲ့ချွေးနှဲစာနဲ့ပဲကျမလှူဒန်းခဲ့တာတွေကြီးပဲကျမကိုပတ်စံမပါဘဲနဲ့ဘယ်မှမသွားဘူးဘာလို့ဆိုကိုပတ်စံမပါဘဲနဲ့လှူရမှာရှက်တယ်သိလားဘသူနေကွာသိတယ်မလားကိုရဲ့ငွေပါမှလှူရတာအားရှိတာကိုငွေပါမှကိုပတ်စံကိုစူးစမ်းလို့ရတဲ့ပတ်စံနဲ့ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ကိုတိုင်းလှူခွင့်ရတယ်ဆိုတော့ပီတိဖြစ်တယ်လေသိလားအမားတို့ပဲဝေဖန်နေတာဘယ်သူမှမဝေဖန်ဘူးအကုန်လုံးကအလူဆိုတာတို့ခေါ်ပြီးသားသိလားအမားတို့ကအဲ့လိုတအားပြောတာနော်ရှင်တို့တအားပြောတာပတ်စံရတာလဲလက်ခံပါတယ်ရှင်တို့တွေကျမဗီဒီယိုဖိုင်တွေသတင်းတွေတင်ဆက်တော့ရှင်တို့တွေပတ်စံဝင်နေကျမလက်ခံနေရတယ်ကျမတို့တော့မှကျမတို့တော့မှဘာမှမဟုတ်တဲ့ဗီဒီယိုဖိုင်လေးတွေတင်လို့ရှင်တော့မှပတ်စံရသေးတာပဲသူတို့မဟုတ်တော့ကသတင်းတွေတင်တော့ကြတော့လူတွေကစိတ်ဝင်စားဖြူတွေစိတ်ဝင်စားတော့ကြကြည့်တော့ပတ်စံရှင်တို့ပိုးဝင်ဘူးလားဝင်နေလေဝင်နေဆိုကောင်းသောသတင်းပြောတာနဲ့ဝင်တာနဲ့သူများမကောင်းကြောင်းသတင်းပြောတဲ့ဝင်ငွေနဲ့ရှင်တို့ဘယ်ဟာအဆင်ပြေမလို့ရှင်တို့ကျမပြောချင်တာလေရှင်တို့ကတအားနော်ဘလို့သူများပတ်စံနေတော့နာမည်ကောင်းယူနေကျမဘဝမှာတက်တန်းတစ်လျှောက်ကိုယ့်အကိုယ်တော်ဒီမှာအပြစ်မှာတော့နေတိုင်းလှူနေရတာနေတိုင်းလှူနေရတာနော်သိလားအဲ့လိုဖြစ်မှလှူတာမဟုတ်ဘူးနေတိုင်းလှူနေရတာအမသိလားကျမထောက်ပံ့ထားတဲ့မိသားစုတွေမှာအများကြီးတချို့ချေနှစ်ဖက်စလုံးမပါတော့လက်နှစ်ဖက်စလုံးလည်းမပါတော့အဲ့မိသားတွေဆိုလေကျမတစ်လောက်9သိန်းတစ်လောက်9သိန်းကျမတစ်လောက်10သိန်းအဲ့လိုထောက်ပံ့နေတာဗီဒီယိုရိုက်မပြတဲ့အလှတွေမှနည်းနည်းနှုံမဟုတ်ဘူးနည်းနည်းနှုံမဟုတ်ဘူးမသိလားရှင်တို့အရန်ပြောကြတာပဲကျမကိုခုလိုပြောလိုက်လို့ရှင်တို့ဘာတွေများရသွားလို့ဆိုပတ်စံရပါတယ်သိပါတယ်ဘာမှပြောတော့ပါဘူးဒါပါပဲဝေဖန်မှာတိုက်ခိုက်ပါစံခံနိုင်ပါတယ်ကျမတို့ပါကျေးဇူးတင်ပါတယ်ရှင်အတန်တကယ်လို့မလေးကျမရမကောင်းပါဘူးဆိုသူ့ရှင်းပြတာပူမောသွားတယ်လို့ပဲ